ကျွန်တော်တို့မင်္ဂလာလိုမျိုးနယ်ရဲ့လူညီမှုလေးတရက်ဖြစ်ပါတယ်ဒါလက်ရှိဖြစ်သွားတဲ့အချိန်မှာပြည်သူများဘေးရတဲ့ကိန်းနဲ့သွားလာလို့ရအောင်ကျွန်တော်တို့ကုန်းလင်းပေးပြီးတဲ့နောက်မှာသက်ဆိုင်ရာဖွဲ့စည်းတွေရောက်လာပါတယ်လောက်လာပြီးတဲ့အချိန်မှာလက်ရှိတဲများလည်းကျွန်တော်တို့မှာယူပြီးတော့မှလမ်းအားချော်ပြီးတော့ slip ဖြစ်နေတာဖြစ်ပါတယ်အော်တဲများဖြူပြီးတော့အများဆုံးဟိုဘက်ဒီဘက်အလုပ်ပြန်မဲ့မိသားစုဝင်တွေအိမ်ပြန်မဲ့လူတွေအချိန်ဆုံးအိမ်ပြန်ရောက်အောင်ကျွန်တော်တို့ဝိုင်းဝန်းကူညီနေကြတာလည်းဖြစ်ပါတယ်ခင်ဗျအမှန်ညာပါဗျာခိုင်းထောက်ပြီးတော့ကျွန်တော်တို့အကူအညီတောင်းခံရတယ်များလက်ရှိကကျွန်တော်တို့ဒီစနစ်ကတော့ဟိုဘက်ဒီဘက်ကိုကျွန်တော်လမ်းပိတ်ထားပါတယ်လမ်းပိတ်ပြီးတော့မှလမ်းပိတ်ပြီးတော့မှကျွန်တော်တို့ဒီဘက်မှာဒါပြန်ကျင်းနေတဲ့စီတွေကိုဒါကားတွေ slip မဖြစ်အောင်ကျွန်တော်တို့ရေနဲ့ဖြန်းပြီးတော့ပြီးတဲ့နောက်မှာဆက်လက်ပြီးတော့မှကျွန်တော်တို့လှုပ်ရှားမှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်ဗျာကျွန်တော် plan ရမိတဲ့တစ်ဖက်မှာအမြင့်ငိမ့်တက်ရင်2စီးရေသေးပေါက်ဆိုင်ရင်3စီးရှောက်ခွေကဲတဲ့ရင်1စီးနဲ့ကျွန်တော်မျိုးကျွန်တော်အကောင်းဆုံးကူညီနေတာဖြစ်ပါတယ်ဗျာမြို့နယ်ဟောက်ကျန်းမြို့နယ်ဗီဒက်စကန်မှာဆရာမြင့်ခိုင်ခေါင်းဆောင်တော့အဖွဲ့လည်းရောက်ရှိနေပြီဖြစ်ပါတယ်ဗျာဘောစာတော့စီဂါလန်9600စီအပြည့်ပါပါတယ်ပရီမီယံဖြစ်ပါတယ်ဗျာရေမဖြန်းတော့ဘူးတရားတော့မကားနောက်ဆုတ်ခိုင်းဒီတိုင်းပဲသေးတိုင်းပဲထားပဲပိုက်ပြန်သိမ်းတော့